9ရက်6လ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်အတ္တတွေများနေတတ်တယ်ကိုအနိုင်ရရေးကိုသာဦးစားပေးနေပြီးမာနတွေပြိုင်ကြလိမ့်မယ်အသွားအလာဂရုစိုက်ပါကျမ်းမာရေးကိုဂရုစိုက်ပေးပါမတော်တဆထိခိုက်မှုတွေရှိနိုင်တယ်မိသားစုတွေပေါင်းစည်းကြလိမ့်မယ်မိသားစုရဲ့ချစ်ချင်းမြတ်တာတွေကိုရရှိမယ်လက်ထပ်ထိမ်းများခြင်းဆိုင်ရာမင်္ဂလာသတင်းတွေကိုကြားရတတ်တယ်ဒီနေ့အတွက်ဆောင်းဝါရှောင်းမဲ့ရာကတော့အသွားအလာဂရုစိုက်ပါခရီးထွက်တာအထူးသဖြင့်ရေလမ်းခရီးသွားတာကိုသတိထားပေးပါမျှော်လင့်ချက်ထားပေးပါအကောင်းမြင်စိတ်တွေမွေးပါအဋ္ဌံတွေဝင်ပေးပါLucky number နဲ့ Universe message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်။ဒီနေ့တာလုံးစင်ပြေချောင်းမွေးကြပါစေ။ဒီဗီဒီယိုကိုစုံနဲ့ထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။